Climate and Environment Technical Exchange Platform CTEP ရာသီဥတုပတ်ဝန်းကျင်နဲ့ဆက်စပ်နည်းပညာဆိုင်ရာဖြန့်ဝေခြင်းရန်ကုန်ကို2024ခုနှစ်ဇွန်လ15ရက်နေ့မှာမန်ကွန်ရက်ကစတင်ဖွင့်လှစ်ခဲ့ပါတယ်။အခုအခါမန်ကွန်ရက်ကအဖွဲ့ဝင်များသက်ဆိုင်ရာအဖွဲ့အစည်းသီးသီးမှပညာရှင်များသူတည်တည်များစိတ်ဝင်စားတဲ့လူငယ်များက CTEP အဖွဲ့ဝင်ဖြစ်ရှင်းပေးသွင်းတာဟာအခုဆိုရင်အဖွဲ့ဝင်200ခန့်ရှိနေပြီဖြစ်ပါတယ်။ဒီနေ့2025မတ်လအထိရာသီဥတုနဲ့ပတ်ဝန်းကျင်ဘာသာရပ်ပညာဆိုင်ရာဟောပြောပို့ချမှုအစီအစဉ်ကိုအွန်လိုင်းမှာ16ကြိမ်လူကိုယ်တိုင်ပို့ချမှုတစ်ကြိမ်ချမ်းမြေရိပ်မြုံပရဟိတဂေဟာကလူငယ်များကိုတစ်ကြိမ်စုစုပေါင်း18ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်လာမယ့်မတ်လ29ရက်စနေနေ့မှာ19ကြိမ်မြောက် CTEP ကိုအငိမ့်စားဗမောက္ခချုပ်ဒူဝင်းကြီးကလောင်အမီဝင်းချစ်ကနေဟောပြောပို့ချမှာဖြစ်တဲ့အတွက်ကြိုတင်ဖိတ်ကြားအပ်ပါတယ်။စိတ်ဝင်စားသူများအနေနဲ့ CTEP ရဲ့အဖွဲ့ဝင်ဖြစ်တော်၎င်းဆွေးနွေးပို့ချသူစပီကာဖြစ်တော်၎င်းပါဝင်ရန်ဖိတ်ခေါ်အပ်ပါတယ်။မန်ကိုရဲ့ဟာမြန်မာ Climate Action Network MCAN ရဲ့ဒီဘက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး CTEP ရဲ့ရာသီဥတုပတ်ဝန်းကျင်နဲ့ဆက်ဆက်တဲ့ဒီပညာဖြန့်ဝေတဲ့အစီအစဉ်ဟာ MCAN ရဲ့ရည်ရွယ်ချက်နဲ့ချမှတ်ထားတဲ့လုပ်ငန်းစဉ်ကိုတစ်ဖက်တစ်လမ်းကနေတက်နိုင်ဆုံးအထောက်အကူပြုလျက်ရှိပါကြောင်းတင်ပြလိုက်ရပါတယ်